ကုတ်ခါအများကြီးပဲဟဲ့စီ6စီရတယ်နော်တန်းစီနေတာတခုခုတော့တခုခုပဲအောက်မှာဂျိုးတွေဆွဲထားတယ်ကောက်ထားအောက်မှာချိုးတွေဆွဲထားတယ်ပါအတွက်လဲတော့မတည်ဘူးเนาะ3ခေါက်ရှိပြီเนาะ3ပတ်ရှိပြီ3ခေါက်ရှိပြီပတ်ရှိပြီအောက်မှာကျိုးတွေဆွဲထားတယ်ပါအတွက်လဲတော့မသိနောက်ဆုံးကတစီးကအနီးဖြစ်တယ်လန်နေဆွဲလာတယ်နော်လန်ဒါလန်ကပါလန်လေလန်တွေကတော့အမျိုးမျိုးပဲလန်နေနောက်တစ်ခေါက်ဆွဲလာတယ်လန်နေလည်းတော့မသိနောက်ဆုံးအစီအနီးဖြစ်တယ်နောက်တစ်ခေါက်ပြန်လာပြီနောက်တစ်ခေါက်ပြန်လာပြီဒီမှာအများကြီးပဲနော်9စီးဖြစ်တယ်နော်9စီးအတွက်လဲတော့မသိဘူးအဆုံးတတ်သွားပြီဖြစ်တယ်နော်